ပြင်းနေတယ်ဒီခါမှာတော့အမောင်ဒီတုတ်ကလေးပါတယ်ဒီပါနော်အားလုံးဒီရလာရှိတုတ်ကလေးစားတုံးကြီးဆိုစားတော့ဒီတော့ထူတော့လူမျိုးမှာတောင်းဦးရမကြိုက်ဘူးဒီကတ်တုံးစားတော့ဖြစ်ပါမယ်ပြီးပြီးရရင်ကိုတက်တယ်ထောင်းတဲ့ရဲ့ကိုတဲ့တဲ့ကိုရပါတယ်တပကံလုံးထည့်လိုက်ရတယ်ပြီးတော့ထုံးနေပြီဖြစ်ပါမယ်ထုံးမကလည်းအများကြီးကောင်းအတွက်ပို့ပြီးဖြစ်ဒါအချိုဒီတွေပါချင်းဒီလိုရှိရဒီလိုရှိဒီရပို့တော့တော့နော်โอเคချင်းဒီကြတော့လောပါတိတ်ပြောဘယ်လိုပြောရလဲပေါ့နော်ဘယ်လိုပါပဲပေါ့နော်ချင်းဒီကအတူတော့ပါ